ရွာလုံးကျုပ်ရေမောတန်တွေကြားမှာခြေထောက်မတန်တဲ့ကျိုးရှိချွမ်းဟာလူတိုင်းရဲ့အဆက်ခွဲမှုကိုတိတ်တဆိတ်ခံနေရပါတယ်။သူလမ်းလျှောက်ပုံကိုတောင်လှောင်ပြောင်ကြပြီးဒီလိုလူမျိုးဘယ်တော့မှမိမရနိုင်ဘူးလို့ကဲ့ရဲ့ကြပါတယ်။အခြေအနေကပိုဆိုးလာတာကတော့မင်္ဂလာပွဲအတွက်ပေးရမယ့်သူတို့သမီးတန်ဖိုး bride price မပြည့်သေးတာကြောင့်ဖြစ်ပါတယ်။ကျိုးရှိချွမ်းကကြံတဲ့ငွေကိုတေချာပေါက်ဖြည့်ပေးမယ်လို့ကတိပေးပေမဲ့သူတို့သမီးဘက်ကတော့အဲ့ဒီကတိကိုလုံးဝမယုံကြည်ခဲ့ပါဘူး။သူ့ကိုအလုပ်စူးစမ်းတယ်ဆိုတာတောင်အသုံးမဝင်ဘူးလို့ပြောကြသလိုခြေထောက်မတန်တာကိုပါဆွဲထုတ်ပြီးနောက်တစ်နေ့ကလေးတွေအထိအမွေဆက်ခံရင်ဘလို့လုပ်မလဲဆိုပြီးထပ်မံစော်ကားကြပါတယ်။ကျိုးရှိချွမ်းကတော့သူ့ခြေထောက်ကအလုပ်လုပ်ဖို့လဲမတားဆီးသလိုမိသားစုဘဝတိဆောက်ဖို့လဲအတားအဆီးမဟုတ်ဘူးလို့ငြိမ်ငြိမ်လေးပြန်ဖြေခဲ့ပါတယ်။ဒါပေမဲ့သူတို့သမီးရဲ့မိသားစုကတော့သူဟာအခုချိန်ထိဆွေမျိုးတွေအပေါ်မိခိုနေရဆဲဖြစ်ပြီးသူတို့သမီးကိုကျွေးမွေးနိုင်တဲ့အရေးချင်းမရှိဘူးလို့အတိအလင်းဆွဆွဲခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့သမီးကသူ့လက်ထဲမှာအခုတကယ်ငွေဘယ်လောက်ရှိလဲလို့တိုက်ရိုက်မိလိုက်ပါတယ်။ကျိုးရှိချွမ်းကဒီနေ့မလုံလောက်သေးပေမဲ့နောက်ပိုင်းအလုပ်စူးစမ်းပြီးရှာဖွေမယ်လို့ပြောခဲ့ပေမဲ့အဲ့ဒီစကားဟာသူတို့အတွက်အတိတ်ပဲမရှိတော့ပါဘူး။သူတို့သမီးကလည်းအချစ်ထက်အနာဂတ်ဘဝကိုရွေးချယ်ပြီးအခက်အခဲတွေနဲ့ပြည့်နေတဲ့ဘဝကိုအတူမဖြတ်တန်းနိုင်ဘူးလို့ပြက်ပြက်သားသားညှင်းဆိုလိုက်ပါတယ်။အဲ့ဒီအချိန်မှာကျိုးရှိချွမ်းဟာသူ့ဘဝတစ်လျှောက်အလုပ်စူးစမ်းခဲ့တာဟာလူတစ်ယောက်လိုဂုဏ်သိက္ခာရှိရပ်တည်နိုင်ဖို့ပဲဖြစ်တယ်လို့နာကျင်စွာပြောလိုက်ပါတယ်။ဒါပေမဲ့သူ့ကိုလူတစ်ယောက်ဖြစ်တောင်မလေးစားခဲ့ကြတာကိုနားလည်သွားပြီးအဲ့ဒီမိသားစုနဲ့ဆက်နွယ်မှုအားလုံးကိုဒီနေ့ကစပြီးဖျက်တောက်ကြောင်းကြေညာလိုက်ပါတယ်။အခုကစပြီးသူတို့ဟာကိုလန်းကိုရှောက်ကြပြီးတယောက်နဲ့တယောက်ဘာအကျွေးမှမကြံတော့ဘူးလို့ပြတ်သားစွာလက်ထွက်သွားခဲ့ပါတယ်။